ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့အကုသိုလ်ကံပဲဖြစ်ဖြစ်လူတွေဟာနေ့စဉ်မှာလုပ်နေကြတာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကောင်းတဲ့အတွေ့တွေလည်းတွေ့တယ်မကောင်းတဲ့အတွေ့တွေလည်းတွေ့တယ်ရေပုံရခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်မကောင်းတာကတချို့ကများတယ်ပေါ့လူတိုင်းတော့မများပါဘူးကောင်းတာတွေများတယ်သို့တော့ကောင်းတဲ့လုပ်ရကလေးဟာနည်းနည်းပဲဖြစ်စေမကောင်းတဲ့လုပ်ရကလည်းမိနစ်ပိုင်းလောက်ဖြစ်စေစက္ကန့်ပိုင်းလောက်ဖြစ်စေနာဟိကမ္မံဝိနတတိကိုယ်တဏ္ဍမှာဖြစ်သွားပြီဆိုရဲကပျောက်သွားတာမဟုတ်တော့ဘူးတဲ့ဒီလိုဆိုလိုတယ်နော်ဖြစ်သွားလိုက်တဲ့အခိုက်အလေးဟာအောင်မြင်ဖြစ်သွားလိုက်တဲ့ဟာကမေ့သွားပြီမဲ့တဘာဝတရားအလျောက်မိစ္ဆာသဘောတရားအရာဖြစ်ပြီးပြတ်သွားတာမှန်တော့လဲသူ့ရဲ့တတ္တိလေးသို့မဟုတ်မျိုးစိတ်ကလေးကကြာကြံ့ရသွားအဲဒီမျိုးစိတ်လေးကမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တယ်လို့ပဲဘဝတစ်ခုကျိုးပေးဖို့အတွက်စဉ်းသင်းဖြစ်နေတတ်တယ်ပေါ့ဒါကြောင့်မို့ဒါလေးကတော့မပြောပါတော့ဘူးဆိုပြီးတော့အကုသိုလ်ကံကိုလည်းသွားပြီးတော့အထင်မသေးတဲ့မူနော်ဒါကြောင့်မို့ဝစီဗေဒထိခိုင်းရှာဆိုပြီးတချို့လဲဘာမဟုတ်တာလေးနဲ့နေမယ်ဒီအပြောဆိုမတတ်စိတ်နေသဘောထားမတတ်တဲ့အတွက်ကြောင့်သွားပြီးတော့ကဲရဲ့ရှုပ်ချမိသွားရင်အဲ့ဒါတစ်သလုံးဒုက္ခရောက်ပြီးဘဝတန်တရားမှာကြည့်လေခောစုတ်တရားလောင်းကြည့်ပိစိကဗုဒ္ဓအိမ်ကြွလာတဲ့ပိစိကဗုဒ္ဓတပါးကခါလေးကုန်းနေတာဘာရဲ့လို့မဟုတ်ဘူးအပျော်လောက်တာတို့ရဲ့ပိစိကဗုဒ္ဓကဒီလိုလေးကြွတယ်ဆိုပြီးတော့ရွှေခွက်ကလေးပွေ့ပြီးတော့ခါလေးကုန်းပြီးရည်စရာလောက်တာကကုန်းမကြီးဖြစ်နေနော်တကယ်ကတော့အဲ့ဒါမျိုးလေးကစပြီးတော့အတော်ကြောက်စရာကောင်းတယ်လို့အကုသိုလ်ကံဩဃသေနတထေသာဇလန်းကိုကြည့်လိုက်အောင်မယ်ဆိုရင်သူဇနီးတွေကဗာပြောလိုက်တော့သူတို့ဆူတောင်းတဲ့အခါလှူဒန်းပြီးဆူတောင်းတဲ့အခါဟိုအရှင်မြတ်ကသူတို့ဆူတောင်းပြီးမှကိုသိလို့ပြုံးလိုက်တာကိုသူကဘာမှတ်ချက်ပေးတော့ဆိုပြုံးတယ်ဆိုတာသူကသူပြုံးတာနေပါစေပေါ့မဟုတ်ဘူးတို့အရှင်ကနော်ခုခေတ်လိုပြောရင်တော့အနုပညာသမားထမရဲ့လို့ပြောတာပေါ့နော်တို့အရှင်ကဒီစတ္တမနဲ့တူပါတယ်လို့စတ္တမနဲ့တူပါတယ်လို့ပြောလိုက်တာဟိုယောက်ျားလို့တဲ့ပုဂ္ဂိုလ်ကလည်းသူဇနီးပြောတဲ့အတိုင်းအေးဟုတ်မှာပေါ့ကွာလို့ဒါနဲ့ပဲသူတို့ဇက်ကစားရတဲ့ဘဝမျိုးတွေရောက်သွားတာနော်အဲ့ဒါတကယ်စဉ်းစားကြည့်မယ်ဆိုရင်ဘာမှဖြစ်လောက်တာမဟုတ်ဘူးလို့ပြောရမယ်ဘာမှဖြစ်လောက်တဲ့မဟုတ်တဲ့ကံလေးကလည်းကျိုးပေးတတ်တယ်ဆိုတာအဲ့ဒါကိုပြောတာနာဟိကမ္မံဝိနတတိတဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ကိုလုံးမိတဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်သွားတဲ့အရာလေးဟာအကုသိုလ်ကံဆိုရင်အမဲဆက်ကလေးပေါ့ကုသိုလ်ကံဆိုလို့ရှိရင်တော့အဖြူကလေးပေါ့အဲ့ဒီနှစ်ခုစလုံးဟာပျောက်ပြက်သွားတာမဟုတ်ဘူးတဲ့မျိုးစိတ်ကလေးတွေဖြစ်သွားပြီတနေ့တစ်ချိန်ကျအခွင့်သာလို့ရှိရင်အပင်ပေါက်လာမှာပဲလို့ဒီလိုပြောတာနော်ဒါကြောင့်မို့သတိထားရတယ်ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုသတိထားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒရှိတယ်နာဟိနပရိတံဝိလောမာနိနပရိတံကတာကတံတဲ့သူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နပရိတံဝီလောမာနိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ကတာကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့ဒီလိုဆိုလို့ရတယ်နော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကိုယ်မှအကုသိုလ်ဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုနပရိတံဝီလောမာနိနပရိတံကတာကတံအတ္တနောဝအဝိခေယကိုယ့်ကိုယ်ပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်ဒါလေးကိုသတိထားဖို့လိုတယ်နော်အကုသိုလ်ဆိုတာလွယ်လွယ်လေးနဲ့ဖြစ်တယ်ကြည့်မချီးမွမ်းတဲ့လူကိုချီးမွမ်းရင်လည်းအကုသိုလ်ပဲချီးမွမ်းတဲ့လူကိုကဲ့ရဲ့ရင်လည်းအကုသိုလ်ပဲဒီနှစ်ခုကမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာရှိတဲ့ကောကလိကတော့အလွန်သတိထားရမယ့်ကိစ္စတွေပေါ့မချီးမွမ်းတဲ့လူသွားချီးမွမ်းရင်လည်းအကုသိုလ်ဖြစ်တယ်ချီးမွမ်းတဲ့လူကိုသွားကဲ့ရဲ့မိရင်လည်းအကုသိုလ်ဖြစ်တယ်လို့ဒီလိုလုပ်ပြီးလို့ရှိရင်နှုတ်ကိုအကြောင်းပြုပြီးတော့လူတွေကဒုက္ခရောက်တတ်တယ်လို့
တရားဝါတွေဒုက္ခရောက်တယ်ဆိုတာတရားဝါတွေရဲ့အကျိုးလောကသားတို့အတွက်မြတ်ဗုဒ္ဓဟာလမ်းကြောင်းတွေကိုဖြောင့်ပေးနေတာဖြောင့်ပေးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများများရပြီးများများတတိထားဖို့လိုတော့ပေါ့ဒါကြောင့်မို့တရားကိုများများနာရမယ်စာဗုဒ္ဓစာပေတွေကိုများများဖတ်ရဒီလိုဆိုတာပေါ့နော်တရားမနာရင်လည်းမသိဘူးစာပေတွေမဖတ်ရင်လည်းမသိဘူးသိဖို့လိုတယ်ပေါ့ဒါကြောင့်မို့များများသိအောင်မျက်စိကောင်းနေရင်ဖတ်ဖို့အခွင့်အရေးတွေရှိပါတယ်နော်နားကောင်းနေရင်လည်းနားထောင်ဖို့အခွင့်အရေးတွေရှိပါတယ်မျက်စိကောင်းတဲ့မျက်စိလေးကိုသွားဂိမ်းဆော့တဲ့နေရာသွားအသုံးချရင်မျက်စိမှုံမှာပဲရှိတာပဲဟောအဲ့ဒီနေရာမှာအသုံးမချဘဲနဲ့အဖို့တန်တဲ့လောကရေးရာဓမ္မရေးရာစာတွေဖတ်လိုက်မယ်ဆိုရင်အများကြီးကိုယ်အတွက်အသုံးကျတာဖြစ်မယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်တွက်ချက်ပြီးတော့လုပ်တဲ့နဲ့ပေါ့အဲ့ဒါလို့မလုပ်ဘူးဆိုရင်အပျော်ကလေးတစ်ခုတည်းအတွက်အပြင်းဖြေတာလေးတစ်ခုတည်းအတွက်ဆိုရင်ဘာအကျိုးရှိဘာမှအကျိုးမရှိဘူးအပြင်းလေးပြေသွားတာကိုပဲရက်လက်လို့သတ်မှတ်လို့ရှိရင်တော့ဟုတ်လားတနေ့ကုန်ပတ်စံတပြားမှမရဘဲနဲ့ကုန်းပြီးတော့ချင်းတူးတဲ့လူလိုပဲဖြစ်မှာပဲပတ်စံတပြားမှရအောင်ဘာလို့တူးတော့အပြင်းပြေတူးနေတဲ့လူမျိုးပေါ့ပတ်စံတပြားမှလည်းမရအဲ့ဒါမျိုးလိုပဲဒီကိုလုံးတဲ့လောက်ရရဲ့အကျိုးဆက် result ကိုသိချကြည့်ရကောင်းကျိုးဆိုးကျိုးဆိုတာကိုလည်းဝေဖန်သုံးသပ်ပြီးတော့ကြည့်ရဆိုးကျိုးတွေမရအောင်သတိထားဖို့မတ္တမအရေးကြီးတယ်အဲ့ဒီအရေးကြီးတဲ့အချက်တွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကသတိထားတတ်ဖို့ခေါ်တယ်နောက်ဆုံးမှာများများဆဆမဖတ်နိုင်လို့ရှိရင်မြတ်စွာဘုရားဟောကြားတဲ့ဓမ္မပဒဆိုတဲ့ဂါထာလေးတွေရှိတယ်ဇလန်းတွေသိမဖတ်ခြင်းလေးမြတ်စွာဘုရားရဲ့ဂါထာလေးတွေအတွေးခေါ်လေးတွေကိုဖတ်အတွေးခေါ်လေးတွေဖတ်ပြီးတော့ကိုယ့်ဘဝနဲ့ကိုယ်ဆက်ဟပ်ပြီးတော့ကြည့်ဇလန်းဆိုတာသင်္ကန်းစာယူဖို့အတွက်ပဲတချို့ကဇလန်းတွေကလူပဲဖြစ်တယ်ငါလည်းမဆိုင်ဘူးလို့ထင်သွားတတ်တယ်အဲ့တော့ဇလန်းကိုပသာထားအတွေးခေါ်လေးတွေဓတနာလေးတွေကိုမြင်အောင်ကြည့်ခုနဟာဓမ္မပဒကပဲနပရိသံဝီလောမာနိနပရိသံကတာကတံသူတစ်ပါးရဲ့မလှော်ရော်တဲ့အနေထားတွေကိုတော့ကြည့်နေနဲ့တဲ့နပရိသံကတံသူလောက်တာမလောက်တာတွေတော့မကြည့်နဲ့အတ္တနောဝအဝိခေယကိုယ့်ရဲ့မတော်မလျော်ဖြစ်နေတာလားဆိုတာသာကြည့်တယ်ကိုလောက်တာမလောက်တာကိုသာကြည့်တယ်ဒီလိုဆိုတာမြတ်စွာဘုရားဒါဆုံးမဩဝါဒပေးသူများကမကြည့်နဲ့လို့ဆိုကြည့်ရင်နောက်ကပါလိုက်လာပြောမိသွားလေပြောမိသွားလို့ရှိရင်ကိုပြောတဲ့အတိုင်းမဟုတ်ရင်ဒုက္ခရောက်တခါတော့ကဒီမြို့တစ်မြို့မှာတော့ရကြောင်းတစ်ကြောင်းမှာယဟန်တော်နှစ်ပါးနေကြတယ်ဆိုတော့အဲ့ဒီယဟန်တော်တစ်ပါးကသူကတရားတို့တရားပြရာပြီးသားယဟန်တာပုဂ္ဂိုလ်သူ့မှာဘာရှိတော့ဆိုအစာအိမ်မကောင်းတဲ့ယောဂရှိတယ်ဆွမ်းခံသွားတဲ့အခါကျတော့အချိန်စောနေလို့ရှိရင်ဒကာဒကမတွေကဘာလောင်းတော့ဆိုယာကုပူပူလေးတွေလောင်းနော်ယာကုဆံပြုတ်ပေါ့အဲ့ဒါကိုလောင်းတာလောင်းတဲ့အခါကျတော့ပူပူကလေးမနဲ့စောစောတောက်လိုက်လို့ရှိရင်လေငြိမ်သွားအောင်လို့ဆိုပြီးတော့အဲ့ဒီကိုတော့ပူပူလေးလမ်းဘေးတနေရာမှာထိုင်ပြီးတော့ဖုံးပေးတာနောက်သူနဲ့မလမ်းမကန်းကနေလာတဲ့ဆောင်းကန်ကိုတော့မြင်တဲ့အခါကျတော့လမ်းဘေးမှာတစ်တုံးလေးပေါ်မှာနော်ဆင်ပြေသလိုဖုံးပေးနေတဲ့ကိုတော့ကိုကြည့်ပြီးဒီကိုတော့နဲ့ဘိုက်ဒီလောက်ဆန်ရသလားပေါ့မတော်မလျော်အကြောင်းကြမှာဖုံးပေးတာမဟုတ်ဘူးလမ်းဘေးဖုံးပေးရမလားလို့တစ်တင်အပြစ်တင်နဲ့မျက်နှာနဲ့ကြည့်သွားစိတ်ထဲရတယ်တွေးတာနော်စိတ်ထဲကတွေးပြီးမဲ့လို့မျက်စိကစောင်းပြီးတော့ကြည့်သွားတာကြည့်တာနဲ့ပဲဟိုကရောလည်းသိလိုက်တယ်ငါ့ကိုပြစ်တင်နေတာပဲသူကတော့သူ့ရည်ရွယ်ချက်နဲ့သူလုပ်တာလေကိုသိတာမဟုတ်ဘူးသူကယောဂရှိတာဟိုကရောသိတာလည်းမဟုတ်သို့တော့အဲ့ဒီကိုရောကလည်းညနေကိုရောတော့မဟုတ်ဘူးသောတာပန်သူကလည်းကျောင်းရောက်တဲ့အခါကျတော့အဲ့ဒီနှစ်ပါးဆုံးတော့ခုနကယဟန္တာပုဂ္ဂိုလ်ကမေးတယ်ငါရှင်တရားသူရပြီလားဆိုသူသောတာပန်ဖြစ်တဲ့ကြောင်းအဲ့ဒါဆိုလို့ရှိရင်မင်းသောတာပန်ဖြစ်နေတာလေးကိုရောသောတာပန်ဖြစ်နေတာလေးကိုပြစ်မှုကျွလွန်ထား